ကိုရိုတွေဒါပြောလာကြီးလဲတော်တော်များပြီဟန်နီအနေနဲ့ကောဒါရှေ့လျှောက်ပြီးတော့ရှေ့ဆက်ပြီးတော့ဆက်ပြီးတော့လုပ်ချင်တဲ့အရာလေးတွေရောဘာတွေရှိသေးလဲဟုတ်လောလောဆယ်တော့ဟန်နီအရှိမဟန်နီပြောခဲ့ပေါ့နော်ဒီ2024-2025မှာcontent creation တွေကိုကြဲနဲ့အရင်တော့လို့အားမဆိုင်ပဲနဲ့နေခဲ့တယ်အခု2026မှာဆိုလို့ရှိရင်ဘာတွေလုပ်ရမလဲဆိုတော့ reflect လုပ်ပြီးတော့ analysis လုပ်ပြီးနောက်ပိုင်းမှာ future မှာဘာလုပ်ရမလဲဆိုတဲ့ plan တွေအများကြီးချပြတယ်ပေါ့အခုဆိုရင်တော့ဒီ2026မှာဟန်နီအနေနဲ့ okay ငါပြန်တက်ကြည့်ရပေါ့နော်2026တော့ငါ content creation လုပ်လာတာ10နှစ်တောင်မှရှိပြီငါဘာတွေဆက်လုပ်ရမလဲပေါ့လုပ်ခဲ့တာတွေတအားများသွားပြီစုံသွားပြီအရင်တော့လုပ်တာတွေထပ်မလုပ်ချင်တော့ဘူးဆိုတဲ့အချိန်မှာဘာဆက်လုပ်ရမလဲလို့စဉ်းစားတဲ့အချိန်မှာဟန်နီရှာတွေ့သွားတယ်အဲ့ဒါဘာလဲဆိုတော့ဟန်နီokay 10နှစ်တွင်မှာငါသင်ခဲ့တဲ့ပညာရပ်တွေကြုံခဲ့ရတဲ့ experience တွေဟန်နီအခုသင်နေတဲ့ဒီ film making နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ video production နဲ့ပတ်သက်တာတွေ content creation နဲ့ပတ်သက်တာတွေဘာလို့ဆိုမလုပ်ဘူးတာလည်းမရှိတော့ဘူးဖြစ်တဲ့အတွက်ကိုယုံကြည်မှုတစ်ခုရှိလာတယ်ပြီးရင်ဒီအကြောင်းအရာတွေကိုပြန်ပြီးတော့ share လုပ်ဖို့အပြင်နောက်တစ်စစ်အနေနဲ့ဆရာတယောက်အနေနဲ့ content creation ဘိုင်းကိုပြန်ပြီးတော့လေ့လာခြင်းတဲ့သူတွေကိုကိုက guideline ပေးနိုင်တဲ့ဆရာတူဖြစ်တဲ့အရေးချင်းကမှရှိပြီလားပေါ့နော်အဲ့တော့ပြန်စမ်းစစ်ကြည့်တဲ့အခါမှာဒီလတွေမှာ okay ငါတော့ဒါတွေကိုသိနေပြီဒါကိုသိပြီလားသိပြီ okay ဒါလည်းနားလည်ပြီလားနားလည်ပြီဆိုတော့အဲ့ဒါတွေကိုတေချာလုပ်ကြည့်တယ်မှာ okay ငါလောက်အရေးချင်းတော့ရှိပြီဆိုကိုယုံကြည်ချက်ရှိလာတဲ့အခါမှာအခုတော့ Honeybee Content Creator Academy ဆိုပြီးတော့စပြီးတော့လုပ်နေပြီအဲ့မှာ content creation နဲ့ပတ်သက်ပြီးတော့ဘယ်လိုရမလဲဘယ်လို idea တွေရှိမလဲကိုယ့်ရဲ့ personal branding ဘယ်လိုတည်ဆောက်ရမလဲ video တွေကိုဘယ်လိုမျိုးရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အများကြီး Honey 10နှစ်အတွင်းမှာပေါ့နော်စုစည်းလာသမျှလေ့လာခဲ့သမျှအားဒီအကုန်လုံးကိုဟန်ဒီချပြပြီးတော့တင်နန်းပေါ့နော်တင်နန်းသူတင်နန်းသားတွေကိုပြန်ပြီးတော့ share လုပ်ပေးခြင်းနဲ့ကိုကြုံခဲ့ရတဲ့အတွေ့အကြုံတွေဒီတချို့အကြောင်းအရာတွေမှာဟန်ဒီပြောသလိုပဲဟန်ဒီဒီကမ်းမမြင်လမ်းမမြင်လုပ်ခဲ့ရတယ်ဆရာကောင်းဆိုတာလည်းကိုဘေးနားမှာအနီးကပ်မရှိခဲ့ဘူးကိုပါကိုပဲမှားကိုပါကိုပဲပြင်ကိုပါကိုပဲလေ့လာကိုပါကိုပဲခံပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့ရဆိုတော့ဟန်နီတင်နဲ့အခုတက်လာတဲ့ content creator ဖြစ်စင်တဲ့လူငယ်တွေနဲ့ဆရာကောင်းတစ်ခုတူရှိတဲ့နယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ဟန်နီဖြတ်တန်းခဲ့ရတဲ့10နှစ်ဆိုတဲ့ကာလကမီဒီယာလောကကြီးက changes တွေအများကြီးပဲဒီ landscape ကြီးကအရင်ကျယ်အဲ့လိုကျယ်တဲ့အခါမှာဒီ10နှစ်နှလုံးကင်မရာရှေ့မှာနေခဲ့ရတဲ့သူအနေနဲ့ဘယ်အရာတွေက impact ဖြစ်တယ်ဘယ်အရာတွေတော့ရှောင်တဲ့တယ်လူတွေကိုဘယ်လိုဆက်ဆံတဲ့တယ် client တွေဘယ်လိုဆက်ဆံပြီးတော့ influencer တူဖြစ်တဲ့အခါမှာဘာတွေကိုရှောင်တဲ့တယ်ဆိုတဲ့အကြောင်းအရာတွေပြီးတော့ personal struggle ပေါ့နော်content creator ဖြစ်လာပြီဆိုလို့ရှိရင် personally struggle လုပ်ရတဲ့ဒါစိတ်ပိုင်းဆိုင်ရာအခြေအနေတွေအများကြီးရှိတယ်။ဘာလို့ဆိုတော့ social media နဲ့ထိတွေ့ပြီးဆိုတာနဲ့လူတွေကviral ဖြစ်မယ် popular ဖြစ်မယ် influencer ဖြစ်မယ်ဒါပေမဲ့အဲ့နောက်ကွယ်မှာ dark side တွေလည်းအများကြီးရှိနေနိုင်တယ်ဆိုတဲ့ဟာတွေကချပြတဲ့အနေအထားတစ်ခုရှိပြီလို့ဟန်နေထင်တယ်ပေါ့နော်။ဘာလို့ဆိုတော့ digital landscape ဆိုတာ Facebook ဆိုလည်း algorithm ပြောင်းတယ်။အခု TikTok တွေပေါ်လာပြီ။ TikTok ဆိုလို့ရှိရင်ထွက်လာတဲ့ TikTok အခြေအနေကနေအခုချိန်ကြီးပြောင်းလဲသွားတဲ့အကြောင်းအရာတွေအများကြီးပဲ social media ဆိုတာအခုလူတွေကိုသုံးဖို့အတွက် social media ဖြစ်နေတာဟုတ်တယ်ဒါပေမဲ့ social media ဒီလူတွေကို consume လုပ်နေတဲ့အရာတွေဖြစ်တယ်လူတွေကနေ့တိုင်းတာ social media consume လုပ်နေတာတကယ်တော့ social media ကလူတွေကို consume လုပ်နေတဲ့အရာတွေဖြစ်တယ်ဘာလို့ဆိုတော့သူ့ရဲ့ algorithm လူတွေကိုဆွဲအောင်လုပ်တယ်ဆွဲအောင်လုပ်နေတဲ့အပါတွေရှိတယ်ပြီးတော့ algorithm အရာလည်းလူတွေကို impact ဖြစ်တယ်ဆိုတာထက်လူတွေရဲ့ psychology မှာဘလောက်တောင် effect ဖြစ်အောင်လုပ်ထားလဲဆိုရယ်အနောက်ကဒီ Facebook တို့ဒီတီထွင်တဲ့သူတွေကအများကြီးသူတို့ကဘာကြီးကိုနော်လွှမ်းမိုးဖို့လုပ်ထားပြီးသားစကလုံးအကြီးကြီးတော့ဖြစ်ကုန်ပြီပေါ့နော်ဆိုတော့အဲ့လိုလုပ်ထားပြီးသားဆိုတော့အနည်းနေနေဒါတွေကိုပြချင်တယ်ဆိုတော့အဲ့ဒါလေးတွေကို sharing လုပ်ဖို့အတွက်တင်နန်းပေါ့နော်ပို့ချဖို့ရှိရယ်ဒါဟန်နီ10နှစ်လုံးမှာကြုံခဲ့ရတဲ့အကုန်လုံးကိုဟန်နီအနေနဲ့ဘာမှမချင်းမချမ်းပဲပြောပြပြီးတော့တင်ပြပေးသွားမယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ film making ပေါ့နော်ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးတော့အဓိကတော့ story ကိုပြချင်တာပါဆိုတော့အဲ့ဒါကိုဆက်ပြီးတော့လေ့လာပြီးတော့ဒီဘယ်လိုမျိုး story တွေပြောမလဲဘယ်လိုမျိုးရုပ်ရှင်ကားလေးတွေ short film လေးတွေဘယ်လိုမျိုးရိုက်မလဲဆိုတာနဲ့ပတ်သက်ပြီးဒါက new journey whole new journey ပေါ့နော်အဲ့ဒါကြီးတော့ဆက်ပြီးတော့လေ့လာဖို့ရှိပါတယ်ကျွန်တော်တို့အခု Vipro အစီအစဉ်လေးကိုကြည့်ရှုခဲ့တဲ့ကျွန်တော်ရဲ့ချစ်ရတဲ့ပရိသတ်ကြီးတွေအကုန်လုံးကျွန်တော်တို့မောင်နှမဆွေးနွေးသွားတဲ့အကြောင်းအရာလေးတွေကိုနားထောင်ပြီးတော့ take away တစ်ခုခုရသွားမယ်ဆိုရင်ပဲကျွန်တော်တို့ဆွေးနွေးရတာအရန်တန်မှုရှိမှာပါကျွန်တော်တို့ဒီ program လေးမှာလည်းနောက်ထပ်ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကိုဆက်စောင့်ကြည့်ပေးဖို့ကိုဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ